အားလုံးပဲမင်္ဂလာပါဒီနေ့မနက်ဖျားဖွင့်ပြတဲ့နှုတ်ကပတ်တော်လေးကို sharing လုပ်ချင်ပါတယ်နှုတ်ကပတ်တော်ကတော့ရှင်ယောဟန်ခန်းကြီးနဲ့အဲ့ဒီမှာဖျားအထူးကြောင်းစကားပြောတဲ့အရာကတော့၃ရက်မြောက်သောနေ့၌ဂါလိလဲပြည်ကာနာမြို့တွင်မင်္ဂလာဆောင်ပွဲကိုခံကြစဉ်ထိုပွဲ၌ယေရှု၏မေတော်ရှိ၏ယေရှုနှင့်တပည့်တော်တို့ကိုလည်းထိုပွဲတို့ခေါ်ပြန်ကြ၏စပြည့်ရေကုန်တော့ကယေရှု၏မေတော်ကစပြည့်ရေမရှိဟုချပြော၏ယေရှုကလည်းအချင်းမိန်းမတင်တင်ငါနှင့်အဘယ်လိုဆိုင်သနည်းငါအချိန်မရောက်သေးဟုမိန့်တော်မူ၏မေတော်ကလည်းသူစီခိုင်းသမျှကိုပြုကြလောဟုအစီကံတို့အားဆိုလေ၏ယေရှုကလည်းဤရေအိုးတို့ကိုဖြေကြဟုအစီကံတို့အားမိန့်တော်မူလျင်သူတို့သည်ရှာမတက်ပြေကြ၏ယခုခတ်၍ပွဲအုပ်ထံသို့တွင်ကြလောဟုမိန့်တော်မူသည့်အတိုင်းတွင်ကြ၏ပွဲအုပ်သည်စပြည့်ရေဖြစ်စေသောရေကိုမြည်ဆန်း၍ထိုရေကိုခတ်သောအစီကံတို့သည်စပြည့်ရေကိုအဘယ်မှရဒီကိုတည်တော်လေပွဲအုပ်သည်မတည်သောကြောင့်မင်္ဂလာဆောင်လွတ်လင်အားအတန်ကိုလွင့်၍အခြားသောသူမီဒီကရှေးဥစွာကောင်းသောစပြည့်ရေကိုထည့်၍ဝါစွာတောက်ကြပြီးမှညံ့သောစပြည့်ရေကိုထည့်လိရှိ၏တင်းတို့မူကားကောင်းသောစပြည့်ရေကိုယခုတိုင်အောင်တိုးထားပြီးဟုဆို၏ထို့သောယေရှုသည်ရှေးဥစွာသောဣနမိတ်လက္ခဏာကိုဂါလိလဲပြည်ကာနာမြို့၌ပြ၍မိမိဘုန်းတော်ကိုထင်ရှားစေတော်မူ၏တပည့်တော်တို့သည်လည်းယုံကြည်ကြ၏အာမင်ကျွန်မကတော့ဒီမနေ့၄နာရီခွဲပေါ့နော်အဲ့လိုမရဘူးအစောကြီးနိုးတဲ့အချိန်မှာလည်းလန်းဆန်းပဲပေါ့နော်ဂျေစုတော်ကြောင့်ပြန်အိတ်ချင်စိတ်မရှိဘူးကျွန်မမျိုးသားခီးသွားစရာရှိတာနဲ့သူစောကြီးထားတယ်သူလည်းထားပြီးမှသူပြင်ဆင်စရာရှိတော့သူကျန်းစာကိုကိုယ်တိုင်မဖတ်ပဲနဲ့ဒီ audio ပေါ့နော် audio အင်္ဂလိပ်နဲ့ဒီဖွင့်ထားတာပေါ့ဖွင့်ထားတော့ကျွန်မလည်းနားထောင်တော့ခါတိုင်းလည်းနားထောင်နေကြသိပြီးသားပဲဒါပေမဲ့ဒီကျန်းစာအဖြစ်ဘုရားကမနေ့ကကျွန်မကိုစကားပြောတာပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့ဘဝမှာကျွန်မအပါဝင်ပေါ့နော်လူတိုင်းမှာလိုအပ်ချက်တွေအများကြီးလိုအပ်တာတွေရှိတယ်ကျွန်တော်တို့ဘဝမှာကုန်သွားတဲ့အရာတွေနော်လိုအပ်တဲ့အရာတွေအမြဲရှိတယ်ပေါ့နော်ဒီမှာကြည့်တဲ့အခါမှာမေတော်ကစပြည့်ရေကုန်သောအခါယေရှု၏မေတော်ကစပြည့်ရေမရှိဟုကြားပြော၏တဲ့ယေရှုစီတော့ပြောပါပေါ့နော်ယေရှုစပြည့်ရေကုန်သွားပြီဒီမင်္ဂလာဆောင်ပွဲမှာပေါ့နော်စပြည့်ရေကုန်သွားပြီဘယ်လိုလုပ်ကြမလဲပေါ့နော်စသဖြင့်သူသွားပြီးပြောတယ်ကျွန်မဆိုလဲကျွန်မရဲ့ဘဝမှာပေါ့နော်အသက်တာမှာဒီရက်ပိုင်းမှာရောပဲပေါ့နော်တကယ်ကျွန်မမှာလိုအပ်တဲ့အရာတွေရှိတာဖြစ်တယ်တကယ်ကိုမပေးမဖြစ်ပေးရမယ့်အရာတွေဒါပေမဲ့လူအနေနဲ့ဆိုရင်တော့ဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်အရင်အတိတ်မှာလည်းဖျားပဲထောက်ပံ့ခဲ့တာပါပဲဒါပေမဲ့လူကတကယ်နဖူးတွေဒူးတွေပေါ့နော်လိုအပ်တဲ့အခက်အခဲတွေကြုံလာပြီဆိုရင်လူကစိတ်ပူပန်တတ်တယ်ဘယ်လိုလုပ်ရမလဲကုန်သွားပြီမရှိတော့ဘူးစသဖြင့်ပေါ့နော်လိုအပ်တဲ့အရာလေးတွေအရာကိုကျမတို့ပြောတတ်ရှောက်တတ်ကြတယ်ပေါ့နော်မမားပါဘူးကျမတို့ဘာပဲလိုအပ်ဘုရားခင်ကသူ့စီမှာတောင်းလျှောက်ဖို့နော်သူ့ကိုခေါ်ဖို့ပြောထားတာဖြစ်တယ်ဒါပေမဲ့တစ်ခုပဲပေါ့နော်ယေရှုကဘာဆက်ပြောလဲဆိုတော့မေတော်ပေါ့နော်ယေရှုကလည်းအချင်းမိန်းမငါအချိန်မရောက်သေးဘူးမိန့်တော်မူ၏တဲ့ဆိုတော့ဒီနေ့ကျမတို့ဘုရားကိုပြောပြတယ်ပေါ့နော်ကိုတော့ဒါတော့ဒါလိုအပ်တယ်တမီးတော့ဒါလိုအပ်တယ်မရှိတော့ဘူးလိုအပ်တာကိုတော့သိတယ်နော်အစတစ်ဖြစ်ပြောကျမဆိုလဲကျောင်းလာကပြောမယ်ဆိုပေါ့နော်ဒါတတိကနာကျောင်းလာကကျမဒီမှာကျောင်းတက်တယ်ယုံကြည်ခြင်းနဲ့ဘုရားထောက်ပံ့ခြင်းနဲ့နမိတ်လက္ခဏာနဲ့တွားနေတာဖြစ်တယ်ဆိုတော့ဘုရားခင်ကကျမတို့တကယ်ပဲအခုဒီကျောင်းတော့ပြီးတော့မယ်ပေါ့နော်ဘုရားတကယ်ဝယ်ထောက်ပံ့တာဖြစ်တယ်ဒါပေမဲ့အခုမပြီးသေးတဲ့ကာလမှာတော့ပေးရခါနေတော့နည်းနည်းရင်တုံတာပေါ့နော်ပေးရတော့မယ်ဘယ်လိုလုပ်ရမလဲအမျိုးသားလည်းငါတို့ဘယ်လိုလုပ်ကြမလဲသူကတော့အမြဲတမ်းဘုရားမဆမယ်တကယ်ကိုဘုရားကိုအရင်စိတ်ချတဲ့ခင်မွန်းနေရထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမလည်းဘုရားနဲ့ပဲအမြဲတမ်းသူပဲထောက်ပံ့ပြီးသူရဲ့တတိတွေနဲ့တွားတာဖြစ်ပါတယ်ဒါပေမဲ့တကယ်ခုနပြောသလိုပေါ့နော်တကယ်ကိုကြုံလာတယ်ဆိုတဲ့အခါကျရင်တော့နည်းနည်းတော့ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ကြမလဲဆူတောင်းရအောင်အဲ့လိုပေါ့နော်ဒါပဲပြောတတ်တယ်အလုပ်လုပ်နေလဲကိုရောရဲ့သမီးဘယ်လိုလုပ်ရမလဲကိုရောမကြခင်ပေးရတော့မယ်သမီးမှမျိုးကြည့်စရာကိုရောပဲရှိတယ်နော်ကိုရောသမီးယုံနေကိုရောသမီးကိုဘယ်တော့မှလမ်းတစ်ဝက်မှမချန်ထားဘူးကိုရောဘယ်တော့မှသမီးကိုလက်မလျှော့ခဲ့ဘူးပေါ့နော်ကိုရောအရင်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ဆိုပြီးကျွန်မသူနဲ့အမြဲတမ်းအလုပ်လုပ်နေနေလေသူ့ကိုစကားပြောဖြစ်တယ်ဒါပေမဲ့ဒီမနေ့မှဒီနှုတ်ကပတ်တော်နဲ့ဘုရားမှာပြောလဲဆိုတော့ကျွန်တော်တို့အတက်ကလည်းမေတော့နေတူတယ်ပေါ့နော်မမကပြောရမယ်ဒါပေမဲ့ယေရှုဆက်ပြောတာငါရဲ့အချိန်မတန်သေးဘူးပေါ့နော်ယေရှုကပြောတယ်ငါအချိန်မတန်သေးဘူးပြောတဲ့အချိန်မှာဒီနေ့ဘုရားသခင်ကသူကျမတို့ဆူတောင်းတယ်ကျမတို့ဘုရားကိုအော်ခေါ်တယ်တောင်းလျှောက်တယ်ကောင်းပါတယ်ဒါပေမဲ့ကျမတို့ဘုရားရဲ့အချိန်မှာဘုရားကအချိန်တန်ရင်လက်ပါစွာလှုပ်တဲ့ဘုရားဖြစ်တယ်ပေါ့နော်တကယ်ပါကျမဘဝတက်တာမှလည်းတကယ်အဲ့ဒါအများကြီးဂျေဇုတော်ခံစားခဲ့ရတာဖြစ်တယ်ဒါပေမဲ့ကျမတို့ဘက်ကတစ်ခုလုပ်ဖို့မေတော်ကပါလေဆိုတော့မေတော်ကလည်းသူစေခိုင်းသမျှတို့ကိုပြုကြလို့ကိုအစီခံတော့ဆိုလေနော်ပြီးတော့ကျမကြော်ဖက်မယ်ခုနှစ်မှာယေရှုကလည်းဤရေအိုးတို့ကိုရေဖြည့်ကြဖို့အစီခံတော့မိန့်တော်မူလေထိုသူတို့ဒီရှမ်းမသက်ဖြည့်ကြ၏တဲ့ဆိုတော့ဒီမနေ့ဘုရားကကျမကိုပြောတယ်ကျမတို့စိတ်ပူပန်စရာတွေရှိပါတယ်လိုအပ်ချက်တွေရှိပါတယ်ဒါပေမဲ့ကျမတို့အဲ့လိုအပ်ချက်တွေပူပန်မှုတွေနဲ့ပဲကျမတို့ကဒ
ဒီပူပန်မှုတွေကိုဘုရားကိုသင်ပြရမယ်တောင်းလျှောက်ရမယ်ဘုရားကိုတိုင်ပင်ရမယ်ဘုရားကိုပြောပြရမယ်ပေါ့နော်အားကိုးရမယ်ဒါပေမဲ့ကျမတို့ကအဲ့ဒီစိုးရိမ်ပူပန်မှုတွေကိုဒီမှာနှလုံးထဲမှာဖြည့်ထားဖို့မဟုတ်ဘူးပေါ့နော်ကျမတို့ဖြည့်ထားမှာဒီမှာဘုရားခင်ကပြောလဲဆိုသူခိုင်းတာကိုလုပ်ပါတယ်အမေတော်ကပြီးတော့ဗာလဲယေရှုကဗာပြောလဲရေအိုးကိုရေဖြည့်ကြဖို့အစီကံတော်ကမိန့်တော်မူလေထိုးသူတို့ဒီရှံမတက်ဖြည့်ကြ၏ဆိုတော့ရေဆိုတာဗာလဲဘုရားခင်ကျမမနေ့ကဖွင့်ပြတာနှုတ်ကပတ်တော်ပေါ့နော်ကျမတို့ဒါကြောင့်မို့လိုအပ်ချက်တွေနော်လိုအပ်မှုတွေဘယ်လောက်ရှိကျမတို့ကစိုးရင်ပူပန်မှုတွေနဲ့နော်ကြောက်ရွံ့မှုတွေနဲ့ဟာငါဒါအဆင်မပြေဘယ်လိုလုပ်မလဲငါမရရင်ဘယ်လိုလုပ်မလဲဆိုတော့စာရန်စီကလာထည့်ပေးတဲ့အသွေးတွေကိုယ့်ရဲ့လူရဲ့တဘာဝအရာကအလိုလိုနေတုံ့ပြန်တတ်တာကနော်ကြောက်ရွံ့တဲ့စိတ်စိုးရင်တဲ့စိတ်ဘယ်လိုလုပ်ရမလဲဒီလိုမျိုးပေါ့နော်မမားပါဘူးဒါပေမဲ့ကျမတို့ကဒီအရာကိုပေါ့နော်ဖြည့်ထားရမှာမဟုတ်ဘူးနှုတ်ကပတ်တော်ပဲဖြည့်ရမှာနှုတ်ကပတ်တော်ပဲဖြည့်ရမယ်ဆိုတဲ့အရာပေါ့နော်နှုတ်ကပတ်တော်ဖြည့်တဲ့အခါမှာမှဘုရားသခင်ကကျမတို့ရဲ့အသက်တာမှာအလုပ်လုပ်ရတယ်ဆိုတာပေါ့နော်အလုပ်လုပ်ရတယ်ဆိုတာကိုဒီမနေ့ဘုရားကျမတို့စကားပြောတယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့အခြေအနေတိုင်းမှာကျမတို့ရဲ့အသက်တာမှာဘုရားသခင်ရဲ့နော်အောပွဲနမိတ်လက္ခဏာတွေမြင်ကျင်တယ်ဘုရားကြီးမားတဲ့အမှုပြုတ်စေခြင်းနဲ့ဆိုလို့ရှိရင်မဖြစ်နိုင်တဲ့အခြေအနေမှာမဖြစ်နိုင်တဲ့အရာကိုဖြစ်စေတဲ့ဘုရားဖြစ်တယ်ဒါပေမဲ့တခုပဲကျမတို့ဘက်ကလောက်ရမှာနှုတ်ကပတ်တော်ဖြည့်ထားဖို့လိုတယ်ပေါ့နော်ကျမတို့ရဲ့အသက်တာထဲမှာဒီတို့ကဘာလုပ်ဆိုရေကိုပေါ့နော်တို့ကဘယ်လိုဖြည့်လဲဆိုတော့ရှံမတက်ဖြည့်ကြတယ်တဲ့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာနော်နှုတ်ကပတ်တော်ကိုရှံမတက်ဖြည့်ထားရမှာဖြစ်တယ်ကျမတို့တွေကနေဘယ်အချိန်ပဲဖြစ်ကျမတို့တွေကရှံကြတယ်ဆိုတော့နှုတ်ကပတ်တော်ပဲရှံနေရမှာဖြစ်တယ်ဒီနေ့ဟိုတန်ရှင်တော်ဝိညာဉ်တော်ကလည်းပေါ့နော်နှုတ်ကပတ်တော်ရှိတဲ့အရာနှုတ်ကပတ်တော်နဲ့ပဲအလုပ်လုပ်တာဖြစ်တယ်ဒါကြောင့်မို့ပြောချင်တာပေါ့နော်ကျမခွန်အားရတဲ့အရာလေးကိုဒီမှာညီကောင်မောင်မတွေကိုလည်းပြန်ပြီးမှမေတ္တာနဲ့ sharing လုပ်ခြင်းဖြစ်တယ်တစုံတစ်ယောက်ကိုဘုရားကကောင်းကြီးပေါ့နော်စကားပြောမယ်လို့ကျမယုံကြည်တယ်ဘုရားရဲ့နမိတ်လက္ခဏာနဲ့သွားခြင်းနေဆိုရင်ကျမတို့ညီသွားဖို့စိတ်တက်ကြဖို့ကြောက်ရွံ့နေဖို့မဟုတ်ဘဲနဲ့ဟုတ်ပါတယ်အခြေအနေကတော့မျောလင့်စရာမရှိဘူးဘလို့မှလမ်းမရှိတော့ဘူးဆိုတဲ့အချိန်မှာကျမတို့ကကြောက်ရွံ့နေဖို့တယောက်နဲ့တယောက်အပြစ်တင်နေဖို့ဘုရားကိုတန်တရားဖြစ်ဖို့တော်ပါပြီကွာငါဒီဘုရားကိုငါဘယ်တော့ပဲဖက်သွယ်ငါအမြဲတမ်းဒီလိုခက်ခဲမှုတွေမပြီးဆုံးနိုင်ဘူးဆိုပြီးမှဘုရားကိုနော်စွန့်ပစ်သွားဖို့ဘုရားကိုကြောက်ခိုင်းသွားဖို့ဘုရားအပြစ်တင်ဖို့မဟုတ်ဘဲနဲ့ကျမတို့ကအချိန်ဒီတိုင်းမှာဘုရားတခင်ကကျမတို့ကိုတာရီတိုးတက်စေခြင်းလို့သူနဲ့တာရီရင်းနှီးကျွမ်းဝင်စေခြင်းလို့ဘုရားရဲ့လက်တော်ကိုတာရီကျမတို့ရဲ့အသက်တာမှာမြင်တွေ့စေခြင်းလို့ဘုရားကနော်ခါလေးကြရင်ဘေးကျန်နံချက်ပေါ့နော်ဘာမှဘယ်လိုရှေ့ဆက်လောက်ရမှမသိတဲ့အခြေအနေမျိုးတွေကြုံတတ်တာဖြစ်တယ်ပေးကြုံတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမတို့ကခုနပြောသလိုပေါ့နော်ဘုရားရဲ့မာစာခြင်းလက်တော်မြင်တွေ့ခြင်းနေဆိုရင်ကျမတို့ရဲ့အသက်တာနှလုံးသားမှာနှုတ်ကပတ်တော်ဖြစ်တဲ့ရေကိုပဲဖြည့်ထားမှာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်နဲ့ပြည့်ဝလာပြီးရှမ်းလာပြီးဆိုရင်နော်တကယ်ပဲအဲ့ဒီမှာအဲ့ဒီမင်္ဂလာဆောင်ပွဲမှာတကယ်ကိုအကောင်းဆုံးတာ၍ကောင်းတဲ့စပည့်ရေကိုနော်တောင်းရတာဖြစ်တယ်ဒါကြောင့်မို့ခါလေးကျရင်ကျမတို့မျှော်ကြည့်စရာတောင်းနေကိုဘုရားခင်ကတမင်ဖယ်လိုက်တာဖြစ်တယ်သူ့ကိုမျှော်ကြည့်စေခြင်းနဲ့သူနဲ့ယဉ်နီးစေခြင်းနဲ့သူနဲ့တွာလာစေခြင်းလို့ဖြစ်တယ်ကျမတို့ရဲ့အသက်တာအဖြစ်နော်ဘုရားဘယ်လောက်တတ်နိုင်ကြလဲဆိုတဲ့အရာကိုတက်တည်ကိုဘုရားကပေးခြင်းလို့ဖြစ်တယ်နော်အဲကြောင့်မို့အချိန်ဒီတိုင်းမှာကျမတို့နှုတ်ကပတ်တော်ကိုစိတ်ပျော်တဲ့အချိန်ပဲဖြစ်ဖြစ်မပျော်တဲ့အချိန်ပဲဖြစ်ဝမ်းနည်းတဲ့အချိန်ပဲဖြစ်လမ်းပြောက်တဲ့အချိန်ပဲဖြစ်ဖြစ်အချိန်ဒီတိုင်းမှာကျမတို့နှုတ်ကပတ်တော်ကိုဖြည့်ထားပါဘောနော်ဘုရားကကျမတို့စကားပြောတဲ့အရာလေးကိုကျမဒီကောင်မတွေကိုပြန်လည်ပြီးမှ sharing လုပ်ခြင်းဖြစ်တယ်ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ရှန်ထွက်ပါစေနှုတ်ကပတ်တော်ရှိလာရင်ဘုရားကမဖြစ်နိုင်တာမတတ်နိုင်တာမရှိဘူးဖြစ်တယ်ဒီနေ့ဘုရားသခင်ကိုပြန်ချုပ်လို့ရတာဆိုလို့ကျမတို့ကဒီနှုတ်ကပတ်တော်နဲ့ပဲဘုရားကိုပြန်ပြီးမှချုပ်လို့ရတာဖြစ်တယ်ဘုရားသခင်ကပြောတယ်ကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားတည်မယ်တဲ့ဆိုတော့ဒီချိန်ဒီကာလမှာကျမတို့ဘယ်အရာမှမမြဲတော့ဘူးဖြစ်တယ်နော်ဘယ်အရာမှကျမတို့အာမခံချက်မရှိတော့ဘူးကျမတို့အာမခံချက်ဆိုလို့နှုတ်ကပတ်တော်ပဲဖြစ်တယ်ဘုရားတပါးလေးပဲဖြစ်တယ်ခရစ်တော်ယေရှုတပါးလေးပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့ယခုဘဝနောင်ဘဝအာမခံချက်ပေးနိုင်တယ်ထာဝရအသက်ပေးနိုင်ရုံမကကျမတို့ဘဝကိုနော်ဘယ်အရာမှအာမခံချက်ဘယ်အရာမှမမြဲတဲ့ဒီနောက်ဆုံးတော့အချိန်ကာလမှာထာဝရတည်မြဲတဲ့ဖခင်ရဲ့စကားနှုတ်ကပတ်တော်ပဲကျမတို့ရဲ့အသက်တာမှာဖြည့်ထားရအောင်လို့နော်နှုတ်ကပတ်တော်ကိုစင်ကြင်ရအောင်နှုတ်ကပတ်တော်ကိုပဲကျမတို့နော်ထည့်ထားမယ်ဆိုလို့ရှိရင်ဘုရားသခင်ကအော်ပဲသူ့ရဲ့စကားအတိုင်းသူ့ရဲ့စကားကိုရှိတဲ့သူ့စကားကိုထည့်ထားတဲ့လူကသူ့စကားကိုဆွဲလန်းတဲ့သူ့စကားနဲ့အသက်ရှင်တဲ့သူယုံကြည်တဲ့သူကဒီစကားအတိုင်းဘုရားကျမတို့ရဲ့အသက်တာမှာကျမတို့ထဲမှာထည့်ထားတဲ့နှုတ်ကပတ်တော်တိုင်းဘုရားသခင်ကအလုံးလုံးမှာဖြစ်တယ်နမိတ်လက္ခဏာဖြစ်စေမှာဖြစ်တယ်ဆိုတာကိုပေါ့နော်ကျမရတဲ့တက်တေလေးကိုဘုရားဒီမနေ့ဖွင့်ပြတဲ့အရာလေးကိုကျမဒီမှာရှိတဲ့ညီကောင်မတွေကိုပြန်လဲပြီးမှဝေမျှခြင်းဖြစ်တယ် sharing လုပ်ခြင်းဖြစ်တယ်ရောက်တဲ့ဘုရားကောင်းချီးပေးပါစေ